မင်္ဂလာမနက်ခင်းပါခင်ဗျာပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီကနေ့နနက်ခင်းအစီအစဉ်မှာတော့နေပြည်တော်ရဲ့လျှို့ဝှက်ချက်တွေကြားမှာဒေါအောင်ဆန်းစုကြည်ဘယ်နေရာရောက်နေလဲဆိုတာအာဏာပိုင်တွေတောင်ဝေခွဲမရဖြစ်နေတဲ့အခြေအနေNLD ခေတ်ကတရုတ်မြန်မာဆက်ဆံရေးကောင်းမွန်ခဲ့မှုကိုအခြေခံပြီးဒေါအောင်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့ဆုတောင်းအတွက်တားဖြစ်သူကင်မရစ်ကတရုတ်ကွန်မြူနစ်ပါတီကိုကျေးဇူးတင်စာပေးပို့လိုက်တဲ့အကြောင်းကချင်ပြည်နယ်အင်တော်ကြီးဒေသမှာစစ်ကောင်စီနဲ့ SNA ပူးပေါင်းအဖွဲ့ရဲ့ထိုးစစ်ကြောင့်တိုက်ပွဲတွေပြင်းထန်ပြီးပြည်သူတွေစစ်ဘေးရှောင်နေရတဲ့တဲ့ကတားနဲ့ကြောက်ကြီးမြို့နယ်တွေမှာစစ်တပ်ရဲ့လက်နက်ကြီးရန်တမ်းပစ်ခတ်မှုကြောင့်အပြစ်မဲ့ဈေးတယ်လင်များတေဆုံးပြီးစာတင်ကျောင်းနဲ့နေအိမ်တွေပျက်စီးခဲ့ရတဲ့ဖြစ်စဉ်နဲ့နောက်ဆုံးအနေနဲ့ပါပူအာခွဲထွက်ရေးအဖွဲ့ရဲ့ခြုံခိုတိုက်ခိုက်မှုကြောင့်အမေရိကန်လေမှုတအုပ်တေဆုံးသွားခဲ့ရတဲ့နိုင်ငံတကာသတင်းတွေကိုရှုစားရမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ဘယ်မှာလဲဆိုတဲ့မေးခွန်းနဲ့အတူထွက်ပေါ်လာတဲ့သူမရဲ့လက်ရှိအခြေအနေသတင်းကိုတင်ဆက်ပေးခြင်းပါတယ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထားတဲ့မင်းအောင်လှိုင်ကအကျယ်ကျုံနဲ့ထားရှိတယ်ဆိုပြီးပြောထားတော့လဲစစ်အာဏာပိုင်တို့ကငကိုကလေးကမိမိတို့ရဲ့လျှို့ဝှက်ချက်တွေကိုကာကွယ်ဖို့အတွက်နဲ့အထူးရည်ရွယ်တိစောက်ထားတယ်လို့ဆိုတဲ့နေပြည်တော်ဆိုတဲ့မြို့ကြီးမှာဒေါအောင်ဆန်းစုကြည်ဘယ်နေရာရောက်နေတယ်ဆိုတာကိုပြောရန်ပင်အလွန်ခက်ခဲလာတဲ့အကြောင်း Straits Times သတင်းစာကရေးသားဖော်ပြထားပါတယ်အဆိုပါနေပြည်တော်မြို့ဟာလူဦးရေတသန်းခန့်သာရှိတော်လဲနယူးယောက်မြို့ထက်6ဆမြကျယ်ဝန်းပြီးတောအုပ်များနဲ့လယ်ကွင်းပြင်များကြားတွင်လူသူကင်းမဲ့သောလမ်းမကြီးပေါင်း20ဖြင့်ရှက်ဖြာဆက်သွယ်ထားသည့်လျှို့ဝှက်စမ်းကြဲသောနေရာများဖြင့်ပြည့်နှက်နေသည့်မြို့တစ်မြို့ဖြစ်ပါတယ်အာနာသိန်းခေါင်းဆောင်မင်းအောင်လှိုင်ကဒေါန်ဆန်းစုကြည်အားနေအကျယ်ချုပ်သို့ပြောင်းရွှေ့ချုံနှောင်ထားတယ်လို့ပြီးခဲ့တဲ့ဧပြီလအတွင်းကပြောဆိုထားခဲ့တော်လဲဒါကလည်းကန့်သက်ချက်ပေါင်းများစွာဖြင့်ပြုလုပ်လာသည့်ရွေးကောက်ပွဲအပြီးသမ္မတဖြစ်တင်မြှောက်ခံရပြီးနောက်ပိုင်းဂရုဏာသက်ဟန်ဆောင်လာသည့်လောက်ရမျိုးသားဖြစ်တယ်လို့ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်ဝေဖန်သူများကတော့အမဲဆက်ပေါင်းများစွာပြည့်နှက်လာနေသည်၎င်း၏ပုံရိပ်ကိုဖုံးကွယ်၍ရလိုရညာလှုပ်လာသည့်လှည့်ကွက်တစ်ခုသာဖြစ်ကြောင်းပြောဆိုကြပြီးအသက်82နှစ်အရွယ်ဒေါအောင်ဆန်းစုကြည်မှလည်းအရင်ကထက်ပိုမိုလွတ်လပ်လာခြင်းမရှိကြောင်းမြို့နေလူထုနှင့်အာဏာပိုင်များအတွက်ပါနားလည်ရခက်သောလျှို့ဝှက်ချက်များဖြင့်ပြည့်နှက်နေသည့်မြို့တော်၏တနေရာရာမှာသူမအားအထီးကျန်စွာပိတ်လောင်ထားဆဲဖြစ်ကြောင်းထောက်ပြပြောဆိုကြပါသည်သူဘယ်နေရာမှာရှိတယ်ဆိုတာကိုလူတိုင်းမသိနိုင်ဘူးလို့စစ်တပ်ကိုကြောထောက်နောက်ခံပေးထားတဲ့ပြည်ခိုင်ဖြိုးပါတီမှတိန်ထွန်းဦးကပြောခဲ့ပြီးကျွန်တော်လည်းလူတိုင်းတွေကလူတယောက်မှမသိနိုင်ဘူးလို့ဆိုထားပါတယ်2005ခုနှစ်ကတည်းကအသက်ဝင်လာခဲ့သောနေပြည်တော်ဟာမိုဘိုင်းအင်တာနက်ဂျမ်မာများကြောင့် GPS ကိုပင်ကောင်းကောင်းမသုံးနိုင်ဖြစ်နေပြီးမိုးကုတ်ဆက်ဝိုင်းထိမတက်ရှည်လျားသောအဝေးပြေးလမ်းမကြီးတစ်လျှောက်မြက်ခင်းပြင်များကိုပြုပြင်ထိမ့်သိမ်းနေကြသည့်ဥယျာဉ်မှုများကကားမောင်းသူများနှင့်ခြေလျင်သွားလာသူများစုစုပေါင်းထပ်ပင်ပုံမများပြားနေတတ်ပါတယ်နယူးယောက်ရှိကိုလံဘီယာတက္ကသိုလ်မှအချိန်ပိုင်းပါမောက္ခဘေတုကပညာရှင်ဂေလန်ပါတီကဒီမြို့ထဲမှာရှိနေရတာကိုကတနည်းနည်းနဲ့အကျယ်ချုပ်ကြားခံနေရတယ်လို့မျိုးပါပဲဒါဟာပုံမှန်မြို့ပြစီမံကိန်းရေးဆွဲသူတယောက်ကမြို့ကောင်းတစ်မြို့လို့သတ်မှတ်မဲ့အချက်တွေနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲဒါဟာနိုင်ငံရေးရည်ရွယ်ချက်ကိုအခြေခံပြီးတမင်တကာပြုလုပ်ထားတာဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်ဒေသခံမျိုးသမီးတဦးကလည်းဒေါအောင်ဆန်းစုကြည်ဘယ်နေရာမှာရှိနေနိုင်တယ်လဲဆိုတာသူလုံးဝမသိကြောင်းမိမိကိုယ်တိုင်လည်းဘယ်နေရာရောက်နေတယ်လဲဆိုတာကိုမကြာခဏဆိုသလိုဝေခွဲမရဖြစ်ရကြောင်းပြောပြခဲ့ပါတယ်ပြည်သူလူထုကဒီမိုကရေစီနည်းလမ်းတကျဖြင့်တခဲနဲ့ရွေးကောက်တင်မြှောက်ခံထားရသောခေါင်းဆောင်တဦးအနေဖြင့်သူမတွင်လုံခြုံရေးအထူးခွင့်ပြုချက်မရှိဘဲဖြတ်တန်း၍မရနိုင်သောစစ်ဆေးရေးဂိတ်များနောက်ွယ်ရှိအစိုးရပိုင်နေအိမ်မှာနေထိုင်ခွင့်ရှိတော်လဲယခုအခါထိုအိမ်ဟာလည်းဖြိုဖျက်ခံခဲ့ရတယ်လို့သိရပါတယ်သို့တော်လည်းသူမ၏လက်ရှိဒီနေရာနှင့်ပတ်သက်တဲ့လျှို့ဝှက်ချက်မှာလမ်းပိတ်ဆို့မှုများထက်ပိုမိုနှက်ဆိုင်နေပါတယ်ရဲထုသတင်းတပ်ဖွဲ့အရင်းမြစ်နှစ်ခုကဒေါအောင်ဆန်းစုကြည်အားအိမ်ကျဲချုပ်ချထားကြောင်းကြေညာချိန်မှာသူမကို၎င်းတို့၏နယ်မြေအတွင်းသို့ပြောင်းရွှေ့ထားတော်လဲ၎င်းတို့ကိုယ်တိုင်ပင်တွားရောက်ခွင့်မရှိသည့်နေရာများတွင်ထားရှိကြောင်းပြောခဲ့ကြပြီးရှုပ်ထွေးမှုများမှာဆက်လက်ရှိနေဆဲဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးတွေတောင်သူမရဲ့သတင်းအချက်လက်ကိုမသိကြဘူးလို့ယခုသတင်းပတ်တွင်သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်အဲရစ်ကမိခင်ဖြစ်သူဟာရန်ကုန်မှာသာနေထိုင်တဲ့သူဖြစ်ကြောင်းနဲ့သူမအားထိမ့်သိမ်းထားသည့်မိသည့်နေအိမ်မဆိုတတ်တာနေထိုင်၍ရမည်အိမ်မျိုးမဟုတ်ပဲကိုပိုင်အချင်းထောင်တစ်ခုသာဖြစ်ကြောင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအမေခံစားခဲ့ရတဲ့အခြေအနေတွေနဲ့ဘာမှတိတ်မထူးကြဘူးလို့ပဲကျွန်တော်မြင်ပါတယ်လို့လန်ဒန်မြို့မှာတဆင့်ဖုန်းဖြင့်ပြောကြားခဲ့ပါတယ်မင်းအောင်လှိုင်က၎င်းတဦးတဲ့သဘောဖြင့်လက်မှတ်ထိုးထုတ်ပြန်ထားသည့်အမိန့်အာဏာများဖြင့်9နှစ်ကြာအုပ်ချုပ်ပြီးနောက်ပန်းကြံတဲ့လမ်းလျှောက်သည်ကပင်ပို၍ခက်ခဲမိထင်ရသောရွေးကောက်ပွဲများကိုကျင်းပခဲ့ပြီး၎င်းအားသမ္မတအဖြစ်တင်မြှောက်ပေးမိပြည်ခိုင်ဖြိုးပါတီမှကြီးတော်မျိုးကျွန်တော်မျိုးများအနိုင်ရစေရန်လမ်းခင်းပေးခဲ့ပါတယ်နေပြည်တော်ရှိလွှတ်တော်တွင်သူမအားချီးကျူးထားသည့်မဂ္ဂဇင်းဟောင်းများကြန့်ရှိနေသေးတော်လဲပြည်ခိုင်ဖြိုးမှလွှတ်တော်အမတ်ဆိုသူအေဂျင့်ကသူမခေတ်ကုံဆုံးသွားပြီလို့ပြောကြားခဲ့ပြီးသူမကိုလွှတ်ပေးလိုက်တယ်ပဲထားပါတော့
ဒါမှမဟုတ်ဘာပဲဖြစ်ဖြစ်သူမအနေနဲ့ဘာအခန်းကဏ္ဍမှာပါဝင်လာတော့မှမဟုတ်ပါဘူးသူမကအသက်အရန်ကြီးနေပြီလို့ဆိုတာဒါဆိုရင်သူမဘယ်မှာလဲဟူသည့်မေးခွန်းကိုကျွန်တော်မသိဘူးလို့ပခုံးတွန့်ပြရင်ပြောသွားခဲ့တဲ့အကြောင်းရေးသားထားပါတယ်ဒါအပြင်ရန်ကုန်မြို့မှာဇူလိုင်3ရက်နေ့စွဲနဲ့ထွက်ပေါ်လာတဲ့သတင်းအရနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်၏82နှစ်ပြည့်မွေးနေ့အတွက်ကျန်းမာရေးစုမုံကောင်းတောင်းပေးခဲ့သည့်တရုတ်ကွန်မြူနစ်ပါတီနိုင်ငံတကာဌာနသို့တားဖြစ်သူကင်အဲရစ်ကကျေးဇူးတင်စာပေးပို့လိုက်ကြောင်းလူမှုကွန်ရက်မှတဆင့်သတင်းထုတ်ပြန်ထားပါတယ်ကင်မရစ်ဟာလန်ဒန်မြို့မှာရှိတဲ့တရုတ်နိုင်ငံတန်အမတ်ကြီးထံကိုအဆိုပါကျေးဇူးတင်စာကိုပေးပို့ခဲ့တာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်82နှစ်ပြည့်မွေးနေ့မှာတရုတ်ကွန်မြူနစ်ပါတီကကျန်းမာရေးကောင်းမွန်စေရန်စုမုံကောင်းတောင်းပေးခဲ့သည့်အပေါ်တုံ့ပြန်သည့်အနေဖြင့်ရေးသားပေးပို့ခဲ့တာဖြစ်ကြောင်းသိရပါတယ်။တရုတ်နိုင်ငံကမြန်မာနိုင်ငံရေးအကြက်တဲမှာအဓိကပါဝင်ပတ်သက်နေတဲ့အိန္ဒိချင်းနိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး NLD အစိုးရလက်ထက်မှာဒေါအောင်ဆန်းစုကြည်ဦးဆောင်သည့်အစိုးရနဲ့တရုတ်ကွန်မြူနစ်ပါတီအကြားဆက်ဆံရေးကောင်းမွန်ခဲ့ကနှစ်နိုင်ငံခေါင်းဆောင်များအကြားနိုင်ငံတော်အဆင့်အပြန်အလှန်ခီးစဉ်များလည်းရှိခဲ့ပါတယ်။သို့တော့ဒေါအောင်ဆန်းစုကြည်ဟာ2002ခုနှစ်ဖေဖော်ဝါရီလစစ်တပ်ကအာဏာသိမ်းပြီးနောက်ဖမ်းဆီးထိန်းသိမ်းခံထားရပြီးယနေ့အချိန်ထိပြင်ပကမ္ဘာနဲ့ဆက်သွယ်ခွင့်မရရှိသေးတာကြောင့်၎င်း၏ကျန်းမာရေးအခြေအနေနဲ့ပတ်သက်၍ပြည်တွင်းပြည်ပလူ့အခွင့်အရေးအဖွဲ့အစည်းများနဲ့မိသားစုဝင်များကစိုးရိမ်ပူပန်မှုများဆက်လက်ရှိနေကြောင်းသိရပါတယ်။လက်တော်စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်ကြောင်းပြောဆိုထားတော့လဲအာဆီယံကတွေ့ဆုံခွင့်ပြုဖို့တောင်းဆိုချက်ကိုပယ်ချထားပြီးပြင်ပလွတ်လပ်သည့်အဖွဲ့အစည်းများနဲ့လည်းမိသားစုဝင်များကိုတွေ့ခွင့်မပေးပါဘူး။ Kim Harris ကမိခင်ဖြစ်သူနဲ့ဖုံးဖြင့်ဖြစ်စေလူချင်းတွေ့ဆုံရဖြစ်စေ9နှစ်ကျော်ကြာလုံးဝဆက်သွယ်ခွင့်မရရှိသေးကြောင်းပြောဆိုထားပြီးဒေါအောင်ဆန်းစုကြည်အသက်ရှင်နေထိုင်လျက်ရှိကြောင်းကိုယုံကြည်စိတ်ချရပြီးလွတ်လပ်သည့်တပ်တွေအထောက်အထားများဖြင့်အတည်ပြုပေးရန်စစ်ကောင်စီကိုထပ်မံတောင်းဆိုထားပါတယ်။ဒါအပြင် Kim Harris ကမိခင်ဖြစ်သူအမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအချင်းထောင်အတွင်းလုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ပေါ်ပေါက်ရေးတို့အတွက်နိုင်ငံတကာအတိုင်းအဝိုင်းလူ့ခွင့်ရေးအဖွဲ့အစည်းများနဲ့ကမ္ဘာမီဒီယာများမှတဆင့်ဆက်တိုက်တောင်းဆိုလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိနေပါတယ်ခင်ဗျာမြေပြင်စစ်ရေးအခြေအနေကိုသုံးသပ်ရရင်လက်တလောကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးဒေသအတွင်းအကြမ်းဖက်စစ်တပ်နဲ့ရှမ်းပြည်အမျိုးသားများတပ်မတော် SNA ပူးပေါင်းအဖွဲ့တို့စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတဲ့အခြေအနေရှိပါတယ်ဇူလိုင်လ1ရက်နေ့ကစပြီးအင်းတော်ကြီးဒေသအတွင်းကလုံးတုံရွာအနီးကိုစစ်တပ်နဲ့ SNA ပူးပေါင်းအဖွဲ့တွေစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးဇူလိုင်လ2ရက်နေ့ကစတင်ကဗဒံများတောင်ဘက်ကိုလက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါအကြမ်းဖက်စစ်တပ်ရဲ့စင်ကန်းတော်တိုးထိုးစစ်ဆင်မှုတွေကြောင့်ဗဒံများတောင်ရှိတော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းအချို့ဆုတ်ခွာပေးခဲ့ရပြီးတိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုတွေရှိပေမဲ့အခြေအနေအသေးစိတ်ကိုတော့အတိမပြုနိုင်သေးပါဘူး။လက်ရှိချိန်မှာလုံးတုံရွာရက်ကွက်1နဲ့ရက်ကွက်5ကပြည်သူတွေဟာအာဏာယူစစ်ကောင်စီလက်ပါစီရဲ့ရန်ကုန်ကြောက်လို့စစ်ဘေးရှောင်နေကြရပါတယ်။ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ရဲ့အဆိုအရစစ်တပ်ဟာပဒံများတောင်ကိုပြန်လည်သိမ်းပိုက်ဖို့လွန်ခဲ့တဲ့2ရက်လောက်ကတည်းကလုံးတုံရက်ကွက်1နဲ့5ကလူထုကိုဘုံကြီးကျောင်းတွေစီစစ်ရှောင်ခိုင်းထားပြီး120မီလီမီတာလက်နက်ကြီးတွေနဲ့တောက်လျှောက်ထုကထိုးစစ်ဆင်ခဲ့တာကြောင့်စခန်းလက်လွတ်လိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ17ရက်နေ့ကလည်းအင်းတော်ကြီးဒေသဟဲဘာရွာကိုကမူးရှုထိုးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီလက်ပါစီများကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့ထိခိုက်ဒေဆုံးမှုများစွာနဲ့ဆုတ်ခွာသွားခဲ့ဘူးကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးစကိုင်းတိုင်းနဲ့ပဲခူးတိုင်းတို့မှာစစ်တပ်ရဲ့မစင်မချင်းလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်မှုကြောင့်အရက်သားပြည်သူတွေထိခိုက်ဒေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကတာမြို့နယ်ကတာနဘာလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေစဉ်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးပြည်သူဈေးသည်လင်မယား2ဦးသေဆုံးသွားခဲ့ကြောင်းအင်းတော်တော်လှန်ရေးအဖွဲ့ထံကစိတ်မကောင်းစွာသိရပါတယ်။ဇွန်လ30ရက်နေ့ကကတာနဘာလမ်းပိုင်းပေါ်ရှိလမ်းခွကျေးရွာအနီးမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့စဉ်ကတာနဘာလမ်းအတိုင်းတွာလာနေတဲ့အင်းတော်မြို့နယ်နဘာကျေးရွာအုပ်စုနာရခေါင်ကျေးရွာကဈေးသည်လင်မယား2ဦးဟာတိုက်ပွဲကြားတဲ့ညက်သွားပြီးလက်နက်ကြီးကြီးထိမှန်ခဲ့တာဖြစ်ပါတယ်။အဆိုပါပစ်ခတ်မှုကြောင့်ဇနီးဖြစ်သူဟာနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီးခင်ပွန်းဖြစ်သူမှာပြင်းထန်ဒဏ်ရာတွေနဲ့ကတာဆေးရုံမှာဆေးကုသမှုခံယူနေစဉ်ဇူလိုင်လ2ရက်နေ့မှာထပ်မံသေဆုံးသွားခဲ့ပါတယ်။၎င်းတို့ဟာရှမ်းပြည်နယ်မြောက်ပိုင်းနှန့်ခမ်းနဲ့မူဆယ်ဘက်ကနေအထက်တွေတည်ယူပြီးအင်းတော်ဘက်သို့ပြန်လည်ဖြန့်ဖြူးရောင်းချသူတွေဖြစ်ပြီးအခုလိုဝမ်းနည်းပွဲသေဆုံးခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာလည်းဇွန်လ28ရက်နေ့ကစစ်ကောင်စီရဲ့ခြေလျင်တပ်ရင်းခလာရ264မှ120မီလီမီတာလက်နက်ကြီးကြီးတစ်လုံးပစ်ခတ်ခဲ့လို့အလဲကျွန်းကျေးရွာအတွင်းကြားရောက်ပောက်ကွဲပြီးပြည်သူပိုင်နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့ဇွန်လ28ရက်နေ့ကလည်းအဆိုပါတပ်ရင်းကပစ်ခတ်တဲ့လက်နက်ကြီးကြီးနှလုံးဟာလေတန်းကျေးရွာစာတင်ကျောင်းကိုထိမှန်ပျက်စီးစေခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားတာကိုဝမ်းနည်းပွဲရာကြားသိရတာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်းဆောင်နဲ့ဘယ်လာရုစ်သမ္မတကြားကစိတ်ဝင်စားဖွယ်ရာအခြေအနေကိုလည်းတင်ပြကြပါမယ်
မြန်မာနိုင်ငံအတွင်းကိုဘယ်လာရုစ်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေပုံမကျကျပြန့်ပြန့်ဝင်ရောက်လုပ်ကင်လာနိုင်စေဖို့ရည်ရွယ်ပြီးမြန်မာနဲ့ဘယ်လာရုစ်နိုင်ငံကြားမှာဝင်ငွေပေါ်အခွန်နှစ်ထပ်ကျတင်မှုရှောင်ရှားရေးစာချုပ်ကိုလက်မှတ်ရေးထိုးချုပ်ဆိုလိုက်ပြီးဖြစ်တဲ့အတွက်အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးတုအစိုးရအနေနဲ့နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုအသစ်တွေအလုံးရင်းနဲ့ဝင်ရောက်လာဖို့မျှော်မှန်းဆောင်စားနေတယ်လို့သိရှိရပါတယ်အဆိုပါခွန်နှစ်ထက်ကြားသိမှုရှောင်ရှားရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့တဲ့အတွက်နိုင်ငံစလုံးကယင်းနှိမ့်မြုပ်နှံသူတွေအတွက်ပုံမတည်ငြိမ်အာမခံချက်ရှိတဲ့စီးပွားရေးနဲ့အခွန်စနစ်ပတ်ဝန်းကျင်ကောင်းတစ်ခုပေါ်ထွန်းလာမှာဖြစ်ပြီးနိုင်ငံအကြားကုန်သွယ်မှုကဏ္ဍတွေလည်းတိတိတတ်တာတိုးတက်လာနိုင်လိမ့်မယ်လို့ရွေးတုအစိုးရရဲ့စီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဖြစ်သူဦးဟန်ဝင်းကပြောကြားထားပါတယ်။ယခုကဲ့သို့စာချုပ်ချုပ်ဆိုမှုဟာဘယ်လာရုစ်နိုင်ငံရဲ့သမ္မတဖြစ်သူအလက်ဇန်ဒါလူကာရှန်ကိုရဲ့ယမန်နေ့ဇူလိုင်လ2ရက်နေ့ကပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံခေတ္တခဏလာရောက်လည်ပတ်တဲ့တရက်တာခီးစဉ်အတွင်းမှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီခီးစဉ်အတွင်းမှာဘယ်လာရုစ်သမ္မတဟာရွေးတုသမ္မတဖြစ်တဲ့မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီးယခုတွေ့ဆုံမှုဟာသူတို့နှစ်ဦးကြား9ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ကာနိုင်ငံဆက်ဆံရေးပုံမှုမြင့်တင်ဖို့နဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးချဲ့သွားဖို့အသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။လက်ရှိအချိန်မှာတော့နိုင်ငံတကာအတိုင်းဝိုင်းရဲ့ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေကိုအသီးသီးရင်ဆိုင်နေကြရတဲ့မြန်မာနဲ့ဘီလာရုစ်အာဏာရှင်နိုင်ငံနှစ်ခုဟာစက်မှုကဏ္ဍစိုက်ပျိုးရေးကဏ္ဍစေဝါထုတ်လုပ်ရေးကဏ္ဍနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်မှုတွေအရှိန်အဟုန်မြင့်တင်ဖို့အတွက်ပြင်ဆင်လာကြတာဖြစ်ပါတယ်စစ်ကောင်စီရဲ့ရွေးတုအစိုးရလက်အောက်မှာရှိတဲ့စီးပွားရေးနဲ့ကုသရေးရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အချက်လက်တွေအရလက်ရှိအချိန်မှာဘယ်လာရုစ်နိုင်ငံဘက်ကနေလေယာသုံးထွန်စက်တွေမော်တော်ယာဉ်အပိုပစ္စည်းတွေနှိုးထွက်ပစ္စည်းတွေအသားနဲ့ဆေးဝါးတွေကိုမြန်မာနိုင်ငံအတွင်းသို့အဓိကတင်သွင်းနေတာဖြစ်ပြီးမြန်မာနိုင်ငံဘက်ကလည်းလေယာထွက်ကုန်ပစ္စည်းအချို့ကိုဘယ်လာရုစ်နိုင်ငံစီပြန်လည်တင်ပို့ပေးနေတယ်လို့သိရှိရပါတယ်ရခိုင်ပြည်နယ်ကသတင်းကိုဖော်ပြရရင်ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်ပေါင်း14ခုကိုတိုက်ပွဲဝင်သိမ်းပိုက်ထားတဲ့အာရခတပ်တော် AA အနေနဲ့ပေါတော်မြို့နဲ့မင်းပြားမြို့အပါအဝင်မြို့အချို့ကိုအမည်များပြောင်းလဲသတ်မှတ်ဖို့စီစဉ်နေကြောင်းသိရှိရပါတယ်။2024ခုနှစ်ဇန်နဝါရီလ19ရက်နေ့ကအပိသက်သိမ်းယူနိုင်ခဲ့တဲ့ပေါတော်မြို့ကိုရဲရင်သူများနေထိုင်ရာဒေသလိုအတိတ်ပဲရတဲ့ဝိရဌာနီဟု၍၎င်းထိုနှစ်ဖေဖော်ဝါရီလဇန်ပိုင်းကသိမ်းပိုက်ရရှိခဲ့တဲ့မင်းပြားမြို့ကိုတော့ရှေးရခင်ရခိုင်ပြည်များလက်ထက်ကအင်ဇာနတ်နတ်ဒီလို့ခေါ်ဆိုခဲ့တဲ့လေးမြို့မြစ်ကိုအစွဲပြုပြီးအင်ဇာနတ်ပူရာလို့ပြောင်းလဲအမည်ပေးဖို့စီစဉ်ထားကြောင်းသိရပါတယ်။အာရခတပ်တော် AA နဲ့နှိစက်တဲ့သတင်းရင်းမြစ်တစ်ခုရဲ့ပြောပြချက်အရရခိုင်ပြည်နယ်အတွင်းကမြို့တော်တော်များများကိုနာမည်ပြောင်းဖို့လှုံ့ဆော်နေပြီးလောလောလတ်လတ်မှာတော့မင်းပြားခရိုင်တွင်းကပေါတော်မြို့နဲ့မင်းပြားမြို့တွေကိုစတင်ပြောင်းလဲမှာဖြစ်ကာနောက်ပိုင်းမှာမောင်တော်ခရိုင်နဲ့စစ်တွေခရိုင်တွင်းကမြို့တွေကိုလည်းပြောင်းလဲသွားဖို့ရှိတယ်လို့သိရတော့လဲအမည်သစ်တွေကိုတော့အတိအကျမသိရသေးပါဘူး။တမိုင်းမှတ်တမ်းများအရအင်ဇာနာနဒီဟုခေါ်တွင်တဲ့လေးမြို့မြစ်ဟာချင်းပြည်နယ်တောင်ပိုင်းကနေမြစ်ဖျားကန်စီးဆင်းလာပြီးစုစုပေါင်းအရှည်မိုင်ပေါင်း144မိုင်ခန့်ရှည်လျားကဘင်္ဂလားပင်လယ်အော်ထဲကိုမြစ်ခွဲချောင်းခွဲများအဖြစ်စီးဝင်သွားတာဖြစ်ပါတယ်။အခုလိုမြို့အမည်တွေပြောင်းလဲမဲ့အပေါ်ရခိုင်ဒေသခံလူငယ်တဦးကတော့ရှေးရခင်ကိုထီကိုနန်းနဲ့လွတ်လပ်စွာနေထိုင်ခဲ့စဉ်ကအတိတ်နမိတ်ကောင်းမွန်တဲ့အမည်နာမတွေကိုပြန်လည်အသုံးပြုဖို့စဉ်းစားတာလို့ယူဆရကြောင်းပြည်သူတွေရဲ့အမြင်မှာတော့မြို့နယ်မယ်ပြောင်းလဲခြင်းမပြောင်းလဲခြင်းထက်ပြည်သူလူထုကိုကောင်းမွန်စွာကာကွယ်စောင့်ရှောက်ပြီးအုပ်ချုပ်ပေးနိုင်ဖို့သာအဓိကဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ရခိုင်သမိုင်းမှတ်တမ်းများအရရခိုင်လူမျိုးများသည့်ဒညဝတီဝေတာလီလေးမြို့မြောက်ဦးစတဲ့ခေတ်ကြီးလေးခေတ်နဲ့ကိုထီကိုနန်းနေထိုင်ခဲ့ကြပြီးမြို့တော်18မြို့နဲ့မြို့ငယ်ပေါင်းများစွာတည်ရှိခဲ့ကြောင်းတွေ့ရှိရပါတယ်။အသက်80ကျော်အရွယ်မင်းပြမြို့ခံတဦးကလည်းမင်းပြမြို့ဆိုတာလေးမြို့ခေတ်နဲ့မြောက်ဦးခေတ်တွေမှာအဓိကစီရေးခံတပ်ဖြစ်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပြီးတမိုင်းရာဇဝင်တွေနဲ့အညီအမည်ပြောင်းလဲတာဖြစ်ကြောင်းသုံးသပ်ပြောကြားခဲ့ပါတယ်။လက်ရှိမှာတော့ပေါတော်နဲ့မင်းပြမြို့နယ်တို့မှာမြို့အမည်ပြောင်းလဲခြင်းအထိမ်းအမှတ်ဖြစ်ရခိုင်မျိုးသားအဖွဲ့ချုပ် ULAကျင်းအာရခစီမံကိန်းနဲ့ဒေသခံလူငယ်များစုပေါင်းပြီးလမ်းဘေးဝဲရတလျှောက်တစ်ပင်စိုက်ပျိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်နေကြပါတယ်။ရခိုင်ပြည်နယ်အတွင်းကမြို့နယ်14ခုနဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကိုထိန်းချုပ်ထားတဲ့အာရခတပ်တော် AA ဟာအာရခတော်လှန်ရေးအစိုးရကိုဖွဲ့စည်းပြီးရင်းအစိုးရအဖွဲ့ရဲ့လက်အောက်မှာအုပ်ချုပ်ရေးဥပဒေစိုးမိုးရေးဒီလက်တရားစီရင်ရေးပညာရေးနဲ့ကျန်းမာရေးစတဲ့ဌာနခွဲအသီးသီးကိုဖွဲ့စည်းကာအုပ်ချုပ်ရေးရန်ရာတွေကိုလက်ပတ်နေပြီဖြစ်ပါတယ်။ဒါအပြင်အာရခတပ်တော်ရဲ့ပညာရေးဌာနကလည်းအခြေခံပညာသင်ရိုးညွှန်းတမ်းတွေကိုရခိုင်ဘာသာစကားနဲ့ပြင်ဆင်ရေးဆွဲလျက်ရှိပြီး12တန်းမြန်မာစာဘာသာရပ်ကိုရခိုင်ဘာသာနဲ့အစောဆုံးအစားထိုးပြဋ္ဌာန်းသွားဖို့စီစဉ်နေပါတယ်။လက်ရှိမှာတော့12တန်းရခိုင်ဘာသာသင်ရိုးညွှန်းတမ်းကိုရေးဆွဲပြီးစီးသွားပြီဖြစ်လို့ပုံနှိပ်ထုတ်ဝေဖို့ပြင်ဆင်နေကြောင်းနဲ့နောက်လာမယ့်ပညာသင်နှစ်လောက်မှာသင်ရိုးသင်တဲ့စတင်သင်ကြားနိုင်မှုမျှော်မှန်းထားကြောင်းပညာရေးဌာနဝန်ထမ်းတဦးကပြောကြားထားပါတယ်။အာရခတပ်တော် AA ဟာပြီးခဲ့တဲ့2025ခုနှစ်အတွင်းမှာလည်း၎င်းတို့ထိန်းချုပ်ထားတဲ့နေမြေတွေကိုခရိုင်၈ခုအဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသေးတယ်
မြန်မာနိုင်ငံသမိုင်းမှာမြို့ရွာနဲ့လမ်းအမည်တွေကိုအသစ်ပြောင်းလဲခဲ့တဲ့တာရကတွေရှိခဲ့ပြီး1988ခုနှစ်အာနာသိန်းစစ်အစိုးရလက်ထက်မှာရန်ကုန်မြို့ကဘားလန်းကိုမဟာဗန္ဓုလပန်းချံလန်းလွတ်ဆက်လန်းကိုစိတ်ကမ်းသာလန်းကရိလန်းကိုဘိုးမြတ်ထွန်းလန်းရောက်ခလန်းကိုရောမင်းကြီးလန်းစသဖြင့်ပြောင်းလဲခဲ့တယ်လို့ဆရာနာရှင်ဟောင်းဦးတန်းရွှေလက်ထက်မှာလည်းနေပြည်တော်ကိုတိဆောက်ရမှာမြို့နယ်ခွဲတွေကိုဥဒ္ဒရသီရိတက္ကိနသီရိပုပ္ပသီရိဇဗုသီရိဇေယသီရိစတဲ့ပါဠိအမည်ကောင်းတွေပြောင်းလဲမှဲ့ခေါ်ခဲ့တဲ့သမိုင်းကြောင်းတွေရှိခဲ့ဘူးကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းအနေနဲ့အင်ဒိုနီးရှားနိုင်ငံပါပူအာဒေသမှာလှုပ်ရှားနေတဲ့ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့ကအမေရိကန်လေယာဉ်မှုတအုပ်ကိုပစ်တက်လိုက်တဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်အနောက်ပါပူအာအမျိုးသားလွတ်မြောက်ရေးတပ် TPMPB ဟာအမေရိကန်လေယာဉ်မှုနီကိုလတ်ဂေါ်စီလင်ရဲ့လေယာဉ်ဆင်းသက်လာချိန်မှာခြုံခိုတိုက်ခိုက်ပြီးလေယာဉ်မှုကိုပစ်တက်ခဲ့တယ်လို့လေရင်ကိုလည်းလေရင်ခွဲမှာတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်းကြေညာခဲ့ပါတယ်။ TPMPB အဖွဲ့ဟာပါပူအာဒေသခွဲထွက်ရေးအတွက်လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပြီးအရက်ဘက်လေရင်မှုတွေဟာအင်ဒိုနီးရှားအစိုးရတပ်တွေကို၎င်းတို့နယ်မြေထဲတည်ယူပို့ဆောင်ပေးနေတယ်လို့ဆွဆွဲကအခုလိုတပ်ဖြတ်မှုဟာသတိပေးချက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဇူလိုင်လ2ရက်နေ့ကတောင်ထူထက်တဲ့ပါပူအာဒေသဆိုဘာဟန်ခရိုင်ကလေရင်ကွင်းလေးတစ်ခုမှာလေရင်ဆင်းသက်ပြီးနောက်ချက်ချင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီးအင်ဒိုနီးရှားစစ်တပ်ကလေရင်မှုရဲ့ရုပ်အလောင်းနဲ့မီးလောင်ထားတဲ့လေရင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။လေရင်ပေါ်ပါခီးတဲ့9ဦးကတော့ထွက်ပြေးလွတ်မြောက်သွားပြီးဇူလိုင်လ3ရက်နေ့ထိဘယ်ရောက်နေတယ်လဲဆိုတာမသိရသေးပါဘူး။အမေရိကန်အစိုးရဘက်ကတော့တစုံတရာမှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ TPMPB ရဲ့ပြောရေးဆိုခွင့်ရှိသူဆက်ပြီးဆမ်မောင်က၎င်းတို့နယ်မြေအတွင်းအရက်ဘက်လေရင်တွေဖြတ်တန်းခွင့်မပြုကြောင်းရာဇသံထုတ်ထားပြီးသားဖြစ်တယ်လို့ဆိုပါတယ်။ပါပူအာဒေသဟာ1969ခုနှစ်ကတည်းကအင်ဒိုနီးရှားနိုင်ငံနဲ့သွတ်သွင်းခံရပြီးနောက်ပိုင်းလက်နက်ကင်လှုပ်ရှားမှုတွေစတင်ခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့2024ခုနှစ်တုန်းကလည်းနယူးဇီလန်လေယာဉ်မှုတအုပ်ကို19လကြာဖမ်းဆီးထိန်းသိမ်းခဲ့ဘူးသလိုဩဂုတ်လ9ရက်နေ့ကလည်းအခြားနယူးဇီလန်ရဟတ်ယာဉ်မှုတအုပ်ဖြစ်သူဂလန်မဲလ်ကွမ်ကွန်နင်ကိုပြစ်တက်ခဲ့ဘူးကြောင်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ပြပေးခဲ့တာကတော့ဒီကနေ့မနက်ခင်းသတင်းစီစဉ်ပဲဖြစ်ပါတယ်အချိန်ပေးပြီးနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နေ့စဉ်မြန်မာအရေးအခြေအနေနဲ့နိုင်ငံတကာကအဖြစ်အပျက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးအောင်မှာဖြစ်လို့သတင်းဦးသတင်းထူးတွေကိုလက်မလွတ်တမ်းကြည့်ရှုနားဆင်လို့ရအောင် channel လေးကို like and subscribe လုပ်ပြီး notification bell ကိုပါနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာပါရစေခင်ဗျာမိဘပြည်သူများကိုစိတ်နှဖျားကျန်းမာချမ်းသာပြီးဘေးရန်အန္တရာယ်ပေါင်းမှကင်းဝေးကြပါစေ